ကြာလုံးပဲမင်္ဂလာပါယင်းနဲ့အက်စတွန်ဗီလာကတော့နော်မထင်မှတ်ပေးနဲ့ဒါအေဗာတန်ကိုအိမ်ခွင်းမှာရှုံးသွားတယ်1-0နဲ့ဆိုတော့ကအာဆင်နယ်တို့အတွက်တော့မျောလင့်ချက်ပြန်လဲတစ်ဖန်မွေးဖွားလာပြီပေါ့နော်ဒါအာဆင်နယ်ကတော့အမှန်ဆိုရင်ဒါ3မှတ်စီရရမှာနော်ဒီနေ့ဒီအက်စတွန်ဗီလာရှုံးတဲ့အတွက်ဒါမန်စီးတီးကလည်းအမှန်ယူကိုရှုံးတဲ့အတွက်ဒီနေ့တင်းစီရတဲ့3မှတ်ကိုရလိုက်ရမှာဒါပေမဲ့အာဆင်နယ်တို့ကတစ်ဖက်မှာ Nottingham Forest ကိုတရေကျသွားတဲ့အတွက်2မှတ်စီပဲရလိုက်တယ်ပေါ့နော်ဆိုတော့ကအခုကလောလောဆယ်9မှတ်ပဲဖြတ်ထားနိုင်တယ်တကယ်လို့ဒါ Nottingham Forest ကိုနိုင်သွားမယ်ဆိုအာဆင်နယ်တို့ကရမှ9မှတ်တိဖြတ်ထားနိုင်မှာဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့အာကြီး break တက်တယောက်မေးမယ်ဘလို့လဲအာကြီးအချိန်နေတစ်ချက်တော့အာဆင်နယ်အမှန်ကန်ချက်တော့ပြောပါဦးကိုဒါအာဆင်နယ်ကတရေကျသွားတဲ့အတွက်ဒါနောင်လာမဲ့ပွဲတွေမှာဘလို့ဆင်ခြင်ရမယ်ဆိုတဲ့အကြောင်းလေးပေါ့နော်လောဆယ်အာဆင်နယ်တော့အေးဆေးပဲဟုတ်ပြီမနိုင်ပဲနဲ့9မှတ်လာဖြတ်ထားနိုင်တယ်ဆိုတော့ဒါဒီအနေထားကိုတော့ယုံကြည်စိတ်ချရတယ်ပေါ့လောဆယ်တော့ဒီအေးဆေးပဲဖြတ်နေအောင်ပါပဲဒီနောက်အခုလာမဲ့ပတ်ကြတော့မန်ယူနဲ့ကမန်ယူတော့အမတ်ပြယူပါအဲ့ဒါတော့စိတ်ချတယ်ဟုတ်ပြီသူပြောပါတယ်နော်ဒါလာမဲ့ပတ်မှာတော့ Manchester United နဲ့သူတို့ရဲ့ Emirates Green မှာတွေ့မယ်အဲ့ဘွဲကိုသူကနေ Arsenal break တက်ကျွန်တော်ရဲ့ကြော်ကြီးပေါ့နော်သူကနေပြီးတော့ဒါ3မှတ်တိယူမယ်လို့သူကြွေးကြော်သွားပြီဆိုတော့ကဲကျွန်တော်တို့လာမယ့်ပတ်မှာပြန်လဲတစ်ဖန်စောင့်ကြည့်ကြမယ်အာဆင်နယ်တို့ကတော့နော်စိတ်တော့မကောင်းပါဘူးတရေကျသွားတဲ့အတွက်ဒါတရေကျသွားတော့2မှတ်စီပဲရသွားတာကွာမင်းတို့စဉ်းစားကြည့်တာအိုင်ဆွန်ဘီလာစီရတာမှဆို3မှတ်ရတာဟုတ်ပြီကျွန်တော်တို့ပြန်လဲနောက်ပတ်မှာပြန်တွေ့မယ်နော်အာရီပရိသတ်တော့ချိန်မောင်းသွားပြီသူ3မှတ်တိယူမယ်တဲ့မန်ယူစီကနေကဲ